ဒီဗီဒီယိုဖိုင်ကိုတော်တော်များများကြည့်ပြီးကြပြီထင်တယ်ပေါ့နော်ဒီဗီဒီယိုဖိုင်ကကြတော့မင်းကင်းမှာရှိတဲ့CDN ဆရာဝန်မကြီးပေါ့နော်ဒေါက်တာခင်သူလွင်ကိုဒီမြို့နယ်ရဲ့ပါလာဖတပ်ဖွဲ့ကဦးဆောင်နေပြီးတော့ပကဖားနဲ့ပေါင်းပြီးတော့မှလာရောက်ပြီးတော့မင်းမဲဆက်ဆက်ဆန်နဲ့ဖန်စီထိသိမ်းသွားတဲ့ဗီဒီယိုဖိုင်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာမကြီးကအရင်တော့ဆိုလို့ရှိရင်အဲ့မှာနေပြီးတော့မှပြည်သူလူထုတွေရောတော်လိုင်းရဲဘော်တွေကိုမှအတက်နိုင်ဆုံးကျမ်းမာရေးဝန်ဆောင်မှုစောင့်ရှောက်မှုတွေကိုအတက်နိုင်ဆုံးပေးနေတဲ့ CDN ဆရာဝန်မကြီးတယောက်ဖြစ်တယ်ပေါ့နော်ဆရာမကြီးဒေါက်တာခင်သူလင်းဟာပေါ့နော်ဒီမတိုင်ခင်မှာဆိုရင်လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကအမေကမင်းကင်းမှာရှိတဲ့ရွှေမြောကိစ္စနဲ့ပတ်သက်ပြီးတော့စပီကာတစ်ခုလုပ်ခဲ့ပါတယ်မင်းကင်းမှာအဲ့တော်လိုင်းတပ်ဖွဲ့တွေကပေါ့နော်ပြည်သူလူထုရဲ့စိတ်ဆန္ဒမပါဘဲတဲ့ဟိုမှာသူတို့တွေကရွှေမြောကိစ္စကိုစတင်ပြီးတော့အကောင့်ထဲပေါ်ခဲ့ကြပါတယ်အဲ့လိုမျိုးအကောင့်ထဲပေါ်လိုက်တဲ့ကြောင့်မလို့အဲ့မှာရှိတဲ့ဒေတာခံပြည်သူလူထုတွေကအဲ့ဒါကိုသဘောမကျလို့ဆိုပြီးတော့မှဆန္ဒပြကြပါတယ်ဆန္ဒပြရလားဆိုပြီးတော့မှအဲ့ဒီတော်လိုင်းအစုအဖွဲ့တွေကအဲ့ဒီဆန္ဒပြရတဲ့သူတွေက3ဦးကိုထိသိမ်းထားပြီးတော့အခုချိန်ထိလည်းပြန်လွတ်ပေးခြင်းမရှိသလိုတိကျတေချာဖြည့်ရှင်းချက်တွေလည်းလောဝကြီးကိုမထုတ်ပြီးသေးပါဘူးအဲ့ဒီ speaker ကိုအမေကလုတ်ကလေးကနေပြီးတော့မှဆရာမကြီးကအမေရောက်လာရောက်ပြီးတော့ဆက်သွယ်ပြီးတော့မှရင်ဖွင့်ပြောဆိုခဲ့ပါတယ်အမေကလည်းဆက်သွယ်ရှိခဲ့တယ်ပေါ့နော်ဒီကိစ္စကို तू ကလည်းသိတယ်ဆိုတဲ့အကြောင်းရဲ့ပြီးလို့ရှိရင် तू ဘက်မှာဖြစ်နေတယ်ဆိုတဲ့အကြောင်းရဲ့ပြီးလို့ရှိရင် तू လည်းမကြိုက်ဘူးဆိုတဲ့အကြောင်းကို तू လည်းပြောဖြစ်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြောင့်ဆရာမကြီးပြောတဲ့ထဲမှာပါသွားတာဘာလဲဆိုလို့ရှိရင်ဆရာမကြီးကိုယ်တိုင်ကလည်းအဲ့မှာနေပြီးတော့ပေါ့နော်သူတို့အဲ့လိုမျိုးအလုံးလုံးနေတာအဆင်မပြေတာတွေအချိုးမပြေတာကို तू ကတော်တော်များများကိုပြောဖြစ်ပါတယ်အဲ့လိုပြောလို့လည်းသူ့ကိုချိန်ချောက်နေတာတွေတတ်မယ်ဆိုတဲ့အကြောင်းတွေနင်ထုတ်တယ်ဆိုတဲ့အကြောင်းတွေကိုထားအမြဲတမ်းခံနေရတယ်ဆိုတဲ့အကြောင်းကိုလည်းအမေရောက်လာရောက်ပြီးတော့ရင်ဖွင့်ဖြစ်ပါတယ်အဲ့နဲ့အမေကလည်းသူ့ကိုအဲ့ဒီမင်းကင်းဆောင်နဲ့ပတ်သက်ပြီးတော့ station ဆက်လုပ်ဖို့ရယ်ပြီးလို့ရှိရင်လည်း GU site နေဖို့ရယ်မာပြီးတော့နောက်ဒီ3ရက်အတွင်းမှာပဲပေါ့နော်ဒီနိုဝင်ဘာ30ရက်နေ့မှာဆီယမကိုလာရောက်ပြီးတော့ဖန်စီခေါ်ဆောင်သွားပါတယ်ဆီယမကိုဘာကြောင့်ဖန်စီခေါ်ဆောင်သွားတာလဲဘာအကြောင်းအရာကြောင့်လဲဖန်စီခေါ်ဆောင်သွားရလဲဆိုတာကိုအခုချိန်ထိလည်းမသိရသေးပါဘူးလာဖမ်းတဲ့အချိန်မှာလည်းဘာပြေးမှုနဲ့ဘာဝရမ်းမှမပါဘဲနဲ့ဟိုမှာဒီတိုင်းကိုအကြမ်းဖက်ပြီးတော့မှဖန်စီခေါ်ဆောင်သွားတာဖြစ်ပါတယ်ရှင်တေချာတာကျတော့လူတယောက်ဖန်စီခေါ်ဆောင်မယ်ဆိုလို့ရှိရင်ဝရမ်းပါမယ်ဆိုလို့ရှိရင်ကျမတို့ဖန်စီခေါ်ဆောင်ခွင့်ရှိပါမယ်ဝရမ်းမပါဘူးဆိုတော့ကျမတို့တွေကပြည်သူလူထုတယောက်ကိုဖမ်းမယ်ပြည်သူလူထုတယောက်ဒီလိုမျိုးတော်လှန်ရေးအတွက်ကိုတိုင်းပြည်အတွက်ကိုအများကြီးပြန်ပြီးတော့အကျိုးပြုနေတဲ့ CDN အကြောင်းဆရာဝန်မကြီးတယောက်ကိုကျမတို့ကပြန်ပြီးတော့မှအပြည့်ရှိလို့ဖန်စီထိတ်သိမ်းမယ်ဆိုလို့ရှိရင်ကျမတို့တွေကအများနဲ့သတိထားပါသေးတယ်ရှင်းကျမပြောချင်တာပေါ့နော်ဘာလဲဆိုတော့ဗီဒီယိုဖိုင်မှာပြောကြပေါ်ရဆိုလို့ရှိရင်ဆရာမကြီးစကန်လိုက်ဖို့အတွက်ခေါ်ရတယ်ပေါ့နော်ဆရာမကြီးကတော့မလိုက်နိုင်ဘူးပွင့်လင်းပဲအဲ့လိုဆိုတော့ပြောချင်တာရှင်းရှင်းလေးပဲတော်လိုင်းတက်ဖွဲ့အနေနဲ့ပြည်သူလူထုတယောက်ကိုဒီလိုမျိုးအကြောင်းအရာမရှိဘဲနဲ့စကန်ကိုဖန်စီခေါ်ဆောင်သွားတာမဟုတ်ဘဲနဲ့ခေါ်ဆောင်တယ်ဆိုကြတဲ့ဟိုကဒါဒီပြည်သူလူထုနဲ့ထိတ်လက်မှုကတော့ရှိမှအသေးကြပါပဲမင်းကင်းလိုမျိုးဒီတိုင်းဆန္ဒပြတာမကြသေးလို့ဆန္ဒပြရည်သူတော့မလွတ်ပေးတဲ့နေရာကအဖွဲ့အစည်းဆန္ဒပြရည်သူဖန်စီထိတ်သိမ်းထားပြီးတော့မလွတ်တဲ့အဖွဲ့အစည်းကနေပြီးတော့လာရောက်ခေါ်ဆောင်လာဆိုလို့ရှိရင်ပြည်သူလူထုကတော့ပို့ပြီးတော့လက်မယ်ဆိုတာပို့ပြီးတော့သိကြပါတယ်အားကြောင့်လို့လင်မျိုးလှုပ်ဆောင်ခြင်းဒီဒါဒီမိုကရေစီနည်းနဲ့လည်းမကိုက်ညီတဲ့ကိစ္စလည်းဖြစ်ပါတယ်အားကြောင့်လို့ဆရာမကြီးကိုဖန်စီထားတာရောပြီးလို့ရှိရင်အဲ့ဒီမီကင်းရွှေမြောကိစ္စမှာပတ်သက်ပြီးတော့အဲ့ဒီဆန္ဒပြတဲ့သူ3ယောက်ကိုဖန်စီထိတ်သိမ်းထားတာရောအမြန်ဆုံးလွတ်ပေးဖို့အတွက်ရပြီးလို့ရှိရင်တိကျဖြည့်ရှင်းတဲ့ပွင့်လင်းမြင်သာတဲ့ဖြည့်ရှင်းချက်တစ်ခုပေးဖို့အတွက်ကျမတို့တွေတောင်းဆိုဖို့လိုပါမယ်ရှင်အားကြောင့်မို့အရင်ဦးဆုံးကျမတို့တွေမင်းကင်းဘက်ကပြည်သူလူထုကိုကျမတို့အကူအညီတောင်းချင်ပါတယ်မင်းကင်းဘက်ကပြည်သူလူထုတွေရဲဘော်တွေတော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့အမှန်တရားကိုရှေးရှုပြီးတော့ပေါ့နော်ဒီမျိုးမတရားမှုတွေကိုမျက်ကွယ်မပြုကြဖို့အတွက်ကျမတို့အရင်ဆုံးတိုက်တွန်းချင်ပါတယ်ရှင်နော်အားကြောင့်မင်းကင်းဘက်တက်စုတပ်ဖွဲ့တွေတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်းအမှန်တရားကိုကျေစုပြုပြီးတော့လက်ကင်ထားပြီးတော့မှအဲ့လိုမျိုးမတရားမျှတမှုတွေကိုလိလူမရှုကြပါနဲ့ရှင်ဒီမျိုးဆီယမကြီးတွေခံနေရတဲ့ဟာတွေပြီးလို့ရှိရင်ဒီဆန္ဒပြတဲ့ပြည်သူတွေခံနေရတဲ့မတရားမှုတွေကိုမတရားမျှတမှုတွေကိုလိလူမရှုကြပါနဲ့အားလုံးပဲဝန်းရံပေးကြဖို့တော့ကျမတို့တိုက်တွန်းပါတယ်အဲ့လိုမျိုးကျမတို့တွေကဒီလိုမျိုးမတရားမျှတမှုကျမတို့ဝန်းရံရဲမသွားလင်ကျမတို့တွေကအဲ့ဒီမတရားမျှတမှုကကျမတို့စီကိုမရောက်လာမှာပဲဖြစ်ပါတယ်ဒီလိုမျိုးသူများတွေကိုရှိမှမတရားခံနေရတော့ကိုကကြည့်ရတာနဲ့တွေးရတာနဲ့မှကျမတို့မပြောရဲမဆိုရဲသူတို့ဘက်မှနေတော့မရက်တီရဲဘူးဆိုလို့ရှိရင်အဲ့ဒီမတရားမျှတမှုကကျမတို့စီကိုတနေ့မဟုတ်တနေ့ရောက်လာမှာအသေးချပါပဲအဲ့ဒါကြောင့်လို့မီကင်းဘက်မှာရှိတဲ့ပြည်သူတွေရောရဲဘော်တွေအနေနဲ့လည်းအတိအညံပွင့်လင်းကြပါလို့ကျမမှာချင်ပါတယ်ကိုအထက်လူကြီးကနေပြီးတော့ဒီဟာကိုသွားလောက်ခိုင်းတိုင်းဟိုမှာကိုဒီတရားမျှတမှုရှိတဲ့အမိတ်လားတရားမျှတမှုမရှိတဲ့အမိတ်လားဟိုမှာတေချာမစီစစ်မဝေဖက်မတုံးသက်ပဲနဲ့မလောက်ကြဖို့အတွက်ကိုလည်းကျမနေပြီးတော့မှတိုက်တွန်းချင်ပါတယ်အားကြောင့်လို့မီကင်းဘက်မှာရှိတဲ့ပြည်သူလူထုတွေရောကြံနေတဲ့အမှန်တရားကိုချစ်မြတ်နိုးပါတယ်ဆိုတဲ့တော်လှန်ရေးအစုအဖွဲ့တွေအားလုံးကိုကျွန်မတောင်းဆိုချင်ပါတယ်ဒီကိစ္စမှာဒီ case မှာဆရာမကြီးဘက်နဲ့လူမျိုးမတရားခံရတဲ့ပြည်သူလူထုတွေဘက်ကနေပြီးတော့ပွင့်လင်းမြင်သာတဲ့ဟွာတခုပြဖို့အတွက်ကိုကျွန်မတို့တွေအားလုံးဝိုင်းပြီးတော့တောင်းဆိုဖို့ရယ်ဝိုင်းပြီးတော့လိုအပ်လာပါကရက်တီဖို့ရယ်ကိုကျွန်မနေပြီးတော့မှstage လုပ်ဖို့အတွက်ကိုအားလုံးကိုတိုက်တွန်းလိုက်ပါတယ်ရှင်
ဘလို့ရှိရင်နောက်တစ်ခုကကျတော့ကျမတို့ line ပေါ်မှာရှိတဲ့သူတွေ social media သုံးတဲ့သူတွေအနေနဲ့ကျမတို့တွေ line ပေါ်ကနေပြီးတော့မှ social media strike လုပ်ဖို့အတွက်ကျမတို့ကနေပြီးတော့မှဥစားမလို့လုပ်ပါမယ်ဒါကဘာလဲဆိုလို့ရှိရင်ကျမတို့တွေဒီ MOD page ရယ်ပြီးလို့ရှိရင် NUG page ရယ်ပြီးလို့ရှိရင် NUG ရဲ့ပြောရေးဆိုခွင့်ရှိတဲ့သူဦးနေဖုံးလက်ရဲ့ social media account နေပြီးတော့ကျမတို့တွေဒီစာသားလေးကိုကျမတို့တွေဝင်ပြီးတော့မှတ်မှာဖြစ်ပါတယ်။များမှတ်မှာဖြစ်ပါတယ်ကျမတို့တွေနော်။ငါတို့ပြည်သူလူထုတွေအားလုံးဒီကိစ္စကိုသိနေတယ်ငါတို့ stay tune ဖြစ်နေတယ်အားလုံးငါတို့မခံဘူးနော်ငါတို့အကလုံးသိနေတယ်ဆိုတဲ့ဟာကိုသူတို့နားလည်သွားအောင်သူတို့သိရှိသွားအောင်ကျမတို့တွေဝိုင်းပြီးတော့မှ pressure ဝိုင်းပေးမှာဖြစ်ပါတယ်။အရင်ဆုံးဒီစာသားပေါ့နော်CDN ဆရာဝန်မကြီးဒေါက်တာခင်သူတွေနဲ့ဒီရွှေမြောကိစ္စမှာဖမ်းဆီးထိတ်သိမ်းခံထားရတယ်ဆိုတဲ့ဒီလူ၃ဦးကိုပေါ့နော်ပွင့်လင်းမြင်သာတဲ့တရားစီရင်မှုနဲ့ဖြည့်ရှင်းချက်တွေပေးပါပြီးလို့ရှိရင်လည်းအများဆုံးပြန်လွတ်ပေးပါပေါ့နော်ဒီဝရမ်းမဲ့ဖမ်းဆီးထိတ်သိမ်းတာဒီဒီမိုကရေစီစံချိန်စံညွှန်းနဲ့မကိုက်ညီမှုဆိုတဲ့အကြောင်းလေးကျမတို့တွေထည့်ရေးပြီးတော့မှကျမစချီပြီးထားတဲ့ဒီမှာနော်အဲ့မှာဟိုမှာ copy paste ယူပြီးတော့မှကျမတို့အဲ့မှာသွားမှန်ပါမယ်ကျမတို့တွေအားလုံး social media swipe လုပ်ပါမယ်အဲ့ဒီကိစ္စမှာနော်အားကျွန်တော်အဓိကကျတော့ကျမတို့တွေဒီတော်လည်းရေးမှဒီကျမတို့တွေဒီမတရားများတမှုကိုကျမတို့မျက်ကွယ်ပြုနေသည်၍ကျမတို့တွေဆက်ပြီးတော့မတရားကျူးလွန်ခံနေရအောင်ပါကျမတို့ကြောက်နေသည်၍ကျမတို့တွေဆက်ပြီးတော့ကြောက်နေရအောင်ပါအဲ့ဒါကြောင့်လို့မင်းကင်းမှာရှိတဲ့ပြည်သူတွေရောရဲဘော်တွေရောတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေရောရဲဘော်တွေကိုကျမပြောပါမယ်မတရားများတမှုမှန်သမျှအကုန်လုံးစန့်ကျင်ပါမကြောက်တဲ့တော့မကြောက်ပါနဲ့ကြောက်ခေကိုမောက်ပစ်လိုက်ပါOh, so many.